ကဲပရိသတ်ကြီးမိတ်ဆွေတို့ရောအိမ်ငားဘူးကြလားအိမ်ငားတာခါဈေးကပုံမှန်ပေါက်ဈေးထက်ထက်ဝက်လောက်တက်တာနေပြီဆိုရင်ဟာတန်လိုက်ကဆိုပြီးဝမ်းမတာလိုက်ပါနဲ့အောင်အဲ့ဒီတန်လွန်းတဲ့ဈေးရနောက်ွယ်မှာဘာတွေပိတ်ဆက်လိုက်ရမလဲဆိုတာဘသူမှမသိနိုင်လို့ပါပဲအခုကျွန်တော်ပြောပြမယ့်ကိုရဲသွေးရဲ့အဖြစ်ပြက်ကတော့အဲ့ဒီလိုတန်လွန်းတဲ့အခန်းတစ်ခုကစခဲ့တာပါဇလန်းစာတာကရန်ကုန်မြို့လေကောင်ကရှေးအောင်ကိုလိုနီခဲတိုက်ခန်းကြီးတစ်ခုမှာပေါ့ကိုရဲသွေးတယောက်နေကနေအလောက်လာလောက်ရင်အခန်းရှာနေတော့ပွဲစားကအခန်းတစ်ခုနဲ့မိတ်ဆက်ဖေးတယ်လေးလွှာအခန်းနံပါတ်404ဈေးကတော့မယုံနိုင်စရာကောင်းလောက်အောင်တက်တာတယ်ပွဲစားကတော့ပိုင်ရှင်ကနရံကြအပီးထွက်သွားလို့အမြန်ငားတာအကိုအသက်အခွင့်ရေးပဲလို့ပြောတာကိုရဲသွေးလဲလူပြိုလူလွတ်ဆိုတော့တိတ်မစင်စားတော့ဘူးချက်ချင်းပဲစရံရိုက်ပြီးပြောင်းလာခဲ့တယ်ပထမတစ်ရက်နှစ်ရက်တပတ်လောက်အထိကတော့အားလုံးအေးဆေးပါပဲတိုက်ခင်းကရှေးအောင်တိုက်ဆိုတော့နည်းနည်းမှောင်တာရဲ့လေကားတွေကကျင်းနိုင်ရကလွင်နေလို့ကောင်းပါတယ်ဒါကင်းနဲ့တပတ်ပြည့်တဲ့ညမှာတော့အရာအားလုံးစတင်ပြောင်းလဲသွားပါတယ်ညနေတန်းကောင်ရံတနားရီလောက်ရှိပြီကိုရဲထွေးတယောက်အိတ်မပြောလို့ဖုံးတုံးနေတော့သူ့အခင်းရဲ့အပေါ်ထက်ပြောရရင်ငားလွှာရဲ့ချမ်းပြင်ပေါ့ဗျာအဲ့ဒီကနေအတန်တစ်ခုကြားလိုက်တယ်ဂလောက်ဒလိတ်ကြောက်ကော်လီလုံးလေးတွေချမ်းပြင်ပေါ်ဖလိတ်နေလေအတန်ဗျာခဏနေတော့ပို့ကျဲလာလေတလုံးနဲ့မဟုတ်ဘူးအများကြီးလှိမ့်နေတယ်လို့ပဲကိုရဲတွဲကအပေါ်ထက်ကကလေးတွေစော့နေလာဖြစ်မှာပါလीလို့ပဲတွေးပြီးဂယုမဆိုင်ပဲအိတ်လိုက်တယ်ဒါပေမဲ့ဗျာအဲ့ဒီအတန်ကညတိုင်းလာတယ်ည7နဲ့ကြော်တာနဲ့ဂလောက်ဆိုပြီးစော့လာလीနောက်ရက်တွေကျတော့ဂေါ်လီတန်တွေမဟုတ်တော့ဘူးဘုံလူတယောက်အခန်းထဲမှာလေးလံနဲ့ခြေလောင်းတွေနဲ့ခောက်တွန်းခောက်ပြန်လမ်းရှုံနေတဲ့အတန်ကြီးပါလာတယ်အတန်ကဘလောက်ကျဲလေးဆိုရင်ကိုရဲသွေးရဲ့အခန်းမျက်နှာချက်ကဖုံနေတောင်တဖွာကျလာတဲ့အထိပဲကိုရဲသွေးလည်းဒီမခံနိုင်တော့ဘူးတညာလုံးအိတ်မရတော့ဒေါသတွေထွက်လာတယ်ဘလို့မိတိုင်းစုကညာကြီးမိုးချိုကလေးတွေကိုဂေါ်လီပေးကစားပြီးတော့လူကြီးကလည်းအားရလမ်းလျှောက်နေရတာလေဆိုပြီးဖြည့်ရှင်းမယ်ဆိုပြီးအခန်းတကားဖွင့်လေကားအတိုက်အပေါ်ထက်ငားလွှာကိုတက်သွားတယ်ငားလွှာကိုရောက်တဲ့အခါပုံမင်းကျင်ကတိတ်ဆိတ်နေတယ်လေကားမီးကလည်းပြတ်နေတော့မှောင်မဲနေတာလေသူအတန်ကြားရတဲ့အခန်းရှိကိုရောက်တော့တကားကတန်ကြိုးကြီးနဲ့ခတ်ထားတယ်ဗျတောကလောက်မှလည်းတန်ကြီးတွေတက်လို့အခန်းရှိမှာဖုံဒီပင့်ကူအိမ်တွေအလေးလေးနဲ့ဒါလူနေတဲ့အခန်းလုံးဝမဟုတ်ဘူးကိုရဲသွေးကြောင်သွားတယ်ဒါဆိုငါကြားနေရတဲ့အတန်တွေကဘဲကလဲဆိုပြီးတွေးနေတော့ဘေးအခန်းကတကားကျွီခနဲ့ပွက်သွားပြီးအဖွားအိုတယောက်ထွက်လာတယ်အဖွားအိုကလူလေးညာကြီးမိုးချိုသူအခန်းရှိမှာဘာရက်လုပ်နေတာလဲလူမေးတယ်ကိုရဲသွေးလေအဖွားကျွန်တော်အောက်ထက်လေးလွာကပါဒီအခန်းကစူလုံးလို့လာပြောတာဒါပေမဲ့လူမရှိလေပုံနဲ့နော်လို့ပြောလိုက်တယ်ဒီစကားကိုကြားတော့အဖွားကိုမျက်နာကဖြူဖတ်ဖို့သွားတယ်ပြီးတော့လေတံတိုးနဲ့ပြောတယ်လူလေးရဲ့ဒီအခန်းကလူမနေတာ3နှစ်ရှိပြီအရင်နေတဲ့မိသားစုလားဓာပြန်တိုက်ခံပြီးအသက်ခံလိုက်ကြလေတားဖ2ယောက်လုံးခေါင်းဖြတ်တက်ခံထားတာညဘက်ဆိုဒီအပေါ်ထက်ကဘသူမှမတက်ရဲကြဘူးလူလေးပြန်စင်းတာခေါင်းမယ်အဲ့ဒီစကားကြတော့ကိုရဲသွေးကြောတဲ့စိတ်ကနေဖြစ်ပါတယ်ဘာမှတော့ဆက်မပြောနိုင်ပဲလှေကားအတိုင်းပလေးဆင်းလာဟဲ့တယ်သူ့အခန်းထဲရောက်တာနာတကားကိုချက်ချင်းပိတ်ဂျက်တွေအကုန်ထုတ်ပြီးကုတ်တင်ပေါ်တက်ဆောင်းခေါင်းမီးခြုံပြီးဖျောက်စာယူနေမိတော့တာပေါ့ဒါပေမဲ့တိတ်မကြပါဘူးဂလောက်ဒလိတ်အတန်တွေကပြန်လာပါပြီဒီတစ်ခါကျတော့အပေါ်ထက်ကကြားရတာမဟုတ်တော့ဘူးဗျသူ့အခန်းမျက်နှာကျက်စီကနေကြားနေရတာအပေါ်ထက်မှာချမ်းမြေမရှိတော့သလိုမျက်နှာကျပလေးမဲချားတော့သလိုအတန်ကအယမ်းနီးကလာတယ်ရုတ်တရက်အခန်းထဲမှာမီးချောင်းကဖြတ်နဲ့လင်းလိုက်မှိန်လိုက်ဖြစ်သွားတယ်အခန်းထဲမှာအဲကိုမဖွင့်ထားဘဲနဲ့အီးခင်းသွားသလိုခံစားလိုက်ရတယ်ပြီးတော့တန်ကြီးနဲ့လိုသွေးညီနဲ့လိုအနံ့စိုးကြီးတစ်ခုရလိုက်တယ်ကိုရဲသွေးကြောက်နှုံးလို့စောင်းကိုအသာလေးဖယ်လိုက်ကြည့်တဲ့အထားရုတ်တရက်သူ့ကုတင်ကျက်ရဲမှာလူတယောက်ရက်နေတယ်ပဒင်းမောက်ကလာတဲ့လမ်းမီဝင်ဝိုးသွားအောင်မှာအဲ့ဒီလူကခေါင်းမရှိဘူးဗျပြက်နေတဲ့လေပင်ကြီးကနေတွေးတွေပန်းထွက်နေတယ်သူ့ရဲ့လက်တစ်ဖက်မှာတော့သူ့ရဲ့ပြက်နေတဲ့ခေါင်းကြီးကိုသပင်ကဆွဲပြီးကင်ထားတယ်ကိုရဲသွေးအော်ဖို့စူးစမ်းပေမဲ့အတန်ကထွက်မလာဘူးလေပင်ကိုတယောက်ကညှိတ်ထားတယ်လို့ပဲအဲ့ဒီအချိန်မှာပဲလက်ထဲမှာကင်ထားတဲ့ခေါင်းပြက်ကြီးကမျက်လုံးပွင့်သွားတယ်မျက်လုံးတွေကအဖြူရောက်တတ်ကြီးပြီးတော့အဲ့ဒီခေါင်းပြက်ကြီးရဲ့ပါးစပ်ထဲကနေအတန်နတ်ကြီးထွက်လာတယ်ဟေးကောင်ငါအပေါ်ထက်မှာစော့ရတာပြင်းလာပြီကွာဒီညတော့မင်းနဲ့အတူအလာအိတ်တော့မယ်အာကိုရဲသွေးအတန်ကုန်អော်ပြီးတတိမိသွားပါတော့တယ်မနက်မိုးလင်းတော့အလုတ်သွားမဲ့လူတွေကကိုရဲသွေးကိုတိုက်ခန်းအောင်လမ်းဘေးမှာတတိမိပြီးလဲနေလာကိုတွေးကြတယ်
ဘယ်အချိန်ကအခန်းထဲကနေပြေးဆင်းလာမှဘယ်သူမှမသိဘူးတတိယလာပြီးတာနဲ့ကိုရဲသွေးကအခန်းထဲပြန်မဝင်ရဲတော့ဘူးလို့သူ့ပစ္စည်းတွေကိုတငယ်ချင်းတွေကပဲသွားသိမ်းခိုင်းပြီးအဲ့ဒီနေရာကနေအပိအပိုင်းပြောင်းပြေးသွားခဲ့ပါတော့တယ်အဲ့ဒီနေ့ကစပြီးရန်ကုန်မြို့လေကောင်းမှာအခန်းနံပါတ်404ဟာဒီနေ့အချိန်ထိလူမရှိပဲညဘက်ဆိုဂလောက်ဆိုတဲ့ခေါ်လီလင့်တဲ့အတန်းနေနဲ့အတူ6ကန်နေသုံးပါတယ်ခရရဲ့